စာကူနာကျေးဇူးကောင်းနဲ့နင်းပြည့်နောက်ယူဂျီကိုနေရာပြန်လဲဖို့ပြောပေးမယ်ယူဂျီကနေရာပြန်မလဲနိုင်တော့တဲ့အတွက်စာကူနာလည်းကြီးကျယ်ကျင်းနေသွားတဲ့ပြင်မကီမီကလည်းယူဂျီပြန်လာမယ်ထင်တဲ့စောင်းနေတဲ့အချိန်ရောက်လာတဲ့သူကယူဂျီမဟုတ်ပဲစာကူနာဖြစ်နေလို့မကီမီလည်းလန်သွားခဲ့ရပါတယ်ဒါပေမဲ့မတိုက်ခိုက်ပဲလည်းမပြီးရကြောင်းမကီမီလည်းတိုက်ခိုက်ဖို့ပဲရွေးချယ်လိုက်ပေမဲ့စာကူနာကတော့ယူဂျီသူ့ခန္ဓာကိုယ်ပြန်ထိချုံနိုင်ခဲ့ရင်တော့အသက်မရှင်နိုင်တော့နှလုံးကိုဆင်းရိုက်ဆွဲပြုတ်လိုက်ပြီးသူကတော့နှလုံးမရှိလေအသက်ရှင်နိုင်တဲ့အကြောင်းပြောနေတဲ့အပြင်ကျင်းစာကောင်ရဲ့ယူလာတဲ့သူ့လက်ချောင်းလည်းသားထားလိုက်ပါတယ်အခုနအကျဉ်းစာကောင်နဲ့တိုက်ခိုက်တော့ယူဂျီကိုထားခဲ့ပြီးပြေးသွားတဲ့အတွက်အကြီးချင်းတွေလည်းမျိုးဖို့ကောင်းတယ်လို့လည်းဆူကူနာမကီမီကိုပြောနေတဲ့အပြင်အခုတော့အဆုံးသတ်ပေးပါမယ်လို့ပါပြောလိုက်တဲ့အတွက်မကီမီလည်းရွေးချယ်စရာမရှိပဲတင်းငတ်တကောင်ကိုစင်ခေါ်ကဆူကူနာကိုပူပေါင်းတိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့ဒန်နိုင်လာဆာကူနာကိုတော့ထိအောင်တော့မတိုက်ခိုက်နိုင်တဲ့အပြင်ဆာကူနာပဲတစ်ချက်လောက်တီးပေးလိုက်တဲ့အတွက်မကီမီကနောက်ထပ်အိုချီကိုစင်ခေါ်ကတင်းငတ်နဲ့ပူပေါင်းတိုက်ခိုက်လိုက်ပေမဲ့လည်းဆာကူနာကတော့မပြုံမဲ့လက်ကလေးလှုပ်လိုက်ရုံနဲ့အိုချီကတစားစီဖြစ်ကအဆုံးသတ်သွားခဲ့ရပြီဖြစ်ပါတယ်ဒါအပြင်မကီမီကိုလည်းအင်ဂျီကနေဆွဲကလွန်ပစ်လိုက်ပြီးနောက်အောက်တောင်အကြမခံပဲလိုက်တိုက်ခိုက်နေတဲ့အတွက်မကီမီလည်းလှုပ်ချိန်တော့မရပဲအလူးလဲခံနေရတဲ့အပြင်အချိန်တွေကိုနားလဲသွားရင်မကီမီကလည်းတင်းငတ်ကိုဇက်ထားရင်တင်းငတ်ပါဆောက်ရှုံးနိုင်တဲ့အတွက်တင်းငတ်ကိုပြောက်ကကိုယ်တိုင်မဲ့ဒိုးတော်တိုင်းရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ချိန်မှာမကီမီကယူဂျီရဲ့စကားတချို့ပြန်ကြားအောင်လာကယူဂျီကိုလည်းမကယ်နိုင်ခဲ့လို့တောင်းပန်နေခဲ့တဲ့အပြင်အတိတ်ကပြည့်ရတဲ့လည်းခေါင်းထဲမှာတစ်ခုချင်းပေါ်လာပြီးကောင်းတဲ့လူတွေကျင်းစာကြောင့်သိဆုံးရပြီမဲ့ကျင်းစာတိုက်တဲ့မကောင်းတဲ့လူတွေကအသက်ရှည်ကနေနေရတဲ့အတွက်မကီမီကကျင်းစာတိုက်တဲ့လူတွေကိုအဆုံးသတ်ဖို့ကောင်းတဲ့လူတွေကိုကယ်ဖို့ဂျူဂျီဆုစီယာလောက်ခဲ့တဲ့အကြောင်းတွေးနေတဲ့အပြင်အဲ့ထက်မှာသူ့အဖေကိုယ်တိုင်လည်းပါနေခဲ့တာပဲဖြစ်ပါတယ်မကီမီကသူ့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အတိတ်ကတန်ရာရဲ့အကြောင်းကျင်းစာဆောင်အားနှစ်ဆဖြစ်သွားတဲ့အတွက်ဒါကိုမြင်နေရတဲ့ဆူကူနာကအဲ့ကျင်းစာဆောင်အားရဲ့နဲ့သူ့ကိုလာတိုက်ခိုက်ကြည့်တယ်မှလို့ပြောလိုက်တဲ့အပြင်ရှေ့ကိုပါတိုးပေးလိုက်တော့မကီမီလည်းတိုက်ခိုက်ဖို့အသင့်နေတာပြင်ထားလိုက်ပါတယ်အဲ့ချိန်မှာယူဂျီရဲ့အသေးစိတ်ကပြန်ဝင်လာပြီးမကီမီကိုဂျုံနဲ့နိုဘာကိုလည်းအသက်ရှိအောင်နေပါလို့မှကြားရင်မကီမီရှေ့မှာပဲလဲကျပြီးသုံးသွားတဲ့အတွက်မကီမီလည်းမိုးရွာထဲမှာပဲတယောက်တည်းဘရာဂါတို့သူမှထားသွားတော့လို့ပဲငိုနေမိခဲ့ပါတယ်နောက်ရက်မှာလည်းဇဗင်ဆန်ရှင်းနဲ့မိတော့ကျင်းစာကောင်တို့တဲ့ဘက်ကလမ်းပြက်ကူကစကူနာလက်ချောင်းကိစ္စပြောနေတဲ့အပြင်အေးဖေးရချောင်းကိုစားတော့ဆိုင်တစ်ခုတည်းကိုဝင်သွားခဲ့ပြီးတစ်ဖက်မှာလည်းခီးကပြန်ရောက်တဲ့ကိုဂျိုကလည်းသူ့တစ်ဖက်အကြောင်းကြားလိုက်တော့အထက်ကလူကြီးရဲ့ယူဂျီကိုတက်ဖို့အကွက်ကြက်စီစဉ်နေဆိုတာလည်းကိုဂျိုကရေစားမိလိုက်တဲ့အပြင်ချားတစ်ဖက်ပါတစ်ခုဖြစ်သွားခဲ့ရင်တော့အထက်လူကြီးတွေကိုပါအကုန်တက်ပြမယ်လို့ပြောတာတော့ထန်နေခဲ့ပါတယ်အဲ့ချိန် Larry လို့ခေါ်တဲ့မျိုးသမီးတယောက်ဝင်လာကဆူကူနာရဲ့လက်ခံကယူဂျီရဲ့ခန္ဓာကိုယ်စိတ်ချိုက်ခွဲစိတ်လို့ရလာလို့ကိုဂျိုကိုမေးလိုက်တဲ့အပြင်မကီမီနဲ့နိုဘာကလည်းယူဂျီမလေးဆုံးခင်ပြောသွားတဲ့စကားအတွက်စိတ်မကောင်းဖြစ်နေတဲ့အချိန်ညမှန်တဲ့ကောင်မလေးတယောက်ရောက်လာပြီးမကီမီရဲ့ပုံစံကလက်ထားကြီးပါနေတဲ့ပုံစံဖြစ်နေလို့လမ်းပြောလိုက်ပါတယ်မကီမီလည်းဇင်းနေဆန်ပိုင်းလို့ပြန်ခေါ်လိုက်ချိန်နောက်ကပန်တာမာကီလို့ခေါ်ကမနေ့ကပထမနေ့ကျောင်းသားတယောက်ဆုံးသွားလို့မကီမီတို့ဝမ်းနေတဲ့ကမသိဘူးလားလို့ပြောလိုက်တဲ့အတွက်မာကီလည်းဆော့ဆော့ကတတိပေးပါလားဆိုပြီးပန်တာကိုရံပြန်ရှာနေရဲ့အပြင်နိုဘာကလည်းဘယ်သူတွေလည်းမသိတာကြောင့်မကီမီကပဲအားလုံးကိုမိတ်ဆက်ပေးလိုက်ရပါတယ်အခုကသူတို့နဲ့စကားပြောနေတဲ့မာကီဇင်နဲ့ကကျင်းစာပစ္စည်းအသုံးပြုသူဖြစ်ပြီးနှုတ်ကျင်းစာအသုံးပြုသူအင်နူမာကီနဲ့ပန်တာကိုလည်းမိတ်ဆက်ပေးလိုက်တဲ့အပြင်နောက်ထပ်သူလေးသားတဲ့ယိုတာအိုကူဆူလို့ခေါ်တဲ့စံပိုင်းတယောက်လည်းကြံနေသေးတဲ့အပြင်သူတို့အားလုံးကဒုတိယနှစ်ကျောင်းသားတွေပဲလို့မကီမီကပြောပြလိုက်ပါတယ်ပန်တာကလည်းမာကီရဲ့စကားရဲ့အတွက်မကီမီတို့ကိုတောင်းပန်နေတဲ့အပြင် Kyoto Sister School ဂရဝိုင်းအီဗန်ကိုနေရာလုံးကိုတက်စေချင်တယ်လို့ပြောလိုက်တော့နိုဘာကနားမလည်တဲ့အတွက်မကီမီကပဲအဲ့ပွဲဟာအချဂျူဂျစ်စုကျောင်းသားတွေနဲ့ပညာချင်းဖလှယ်တဲ့ပွဲလို့ရှင်းပြလိုက်တဲ့အပြင်ပုံမှန်ဆိုဒီပွဲတွေကဒုတိယနှစ်နဲ့တတိယနှစ်တွေပဲပါလို့ရရဲဆိုပေမဲ့ဒီနေ့မှာတော့တတိယနှစ်ကျောင်းသားတွေရဲ့ဆိုလုံးလို့ကျောင်းသားခံထားရတဲ့အတွက်မာကီတို့ကမကီမီတို့ကိုလာဖိတ်ကြားတာပဲဖြစ်ပါတယ်မာကီကပညာဖလှယ်ပွဲကိုလာကြမှာလားလို့မေးလိုက်တော့မကီမီနဲ့နိုဘာကိုလည်းရှေ့ဆက်တမလာဖို့အတွက်ပွဲကိုလာမယ်လို့ပြောလိုက်တဲ့အပြင်နိုဘာကတော့ပွဲအတိုက်ခိုက်တာမဟုတ်ပဲကလေးကစားသလိုဖြစ်နေခဲ့ရင်တော့ချက်ချင်းထွက်ပြေးမှလို့ပါပြန်ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းစိုင်ထဲမှာအေးစီယာချောင်းနေတဲ့ဆန်ရှီတို့တိုက်ကလည်းရှိနေတဲ့အပြင်ဆန်ရှီရဲ့ကျေးဇာကောင်ကိုလူသားရဲ့နေရာမှာဘာလို့ကျေးဇာကောင်တွေကိုအစားထိုးချင်တာလဲလို့မေးလိုက်တော့ကျေးဇာကောင်လည်းလူသားတွေကအလိန်ညာရင်းနဲ့ပြည့်နေနေရဖြစ်တဲ့အပြင်မုန်းတာလူသက်တာစတာတွေကတော့ညင်းလို့မရတဲ့အမှန်တရားတွေပဲလို့ပြန်ပြောလိုက်ပါတယ်အဲ့လိုမကောင်းတဲ့ခံစားချက်တွေကနေပေါ်ထွက်လာတဲ့ကျေးဇာတွေကမှအစစ်မဲ့လူသားတွေပဲလို့ကျေးဇာကောင်ကပြောလိုက်တဲ့အပြင်အတူရောင်လူသားအကွန်တွေကတော့ပျောက်ကွယ်သွားတဲ့နယ်လို့ပြောနေခဲ့ပေမဲ့ကိုဂျိုကိုလည်းကြောက်သေးတာဖြစ်လို့သူ့ကိုမတိုက်ခတ်နိုင်အောင်လုပ်ပြီးစာကူနာနဲ့ယူဂျီကိုသူတို့ပဲပါလာအောင်လုပ်အောင်မယ်ဆိုပြီးကေတိုလို့ခေါ်တဲ့ဆန်ရှီကပြောနေခဲ့ပါတယ်တစ်ဖက်မှာလည်းယူဂျီကမသေးသေးပဲစာကူနာနဲ့တွဲနေခဲ့ပြီပဲဖြစ်ဒါလေးကတော့ Jujutsu Kaisen Season 1 Episode 5ဖြစ်ပြီးတော့နောက်ထပ်အပိုင်းသစ်တွေကိုဆက်တင်ပေးနိုင်ဖို့အတွက် Like Share Comment နဲ့ YouTube မှာလည်း Subscribe လေးလုပ်ပြီးအားပေးကြဖို့တောင်းဆိုချင်ပါတယ်